coffee နေတဲ့ဟိုးရှိရှိတော့ coffee တောက်တာဟာပြင်းမှုမြောက်တဲ့ခေတ်တစ်ခေတ်ရှိဘူးတယ်အကြောင်းရင်းကတော့ coffee ဟာအလွန်မမြတ်စင်ကြဲတဲ့တောက်သုံးစရာတစ်ခုဖြစ်ပြီးလူသားတွေတောက်ဖို့မထိုက်တန်ဘူးလို့သဘောထားကြလို့ပဲနတ်ကွန်တွေမှာနတ်တွေကိုပူဇော်ပသစရာပစ္စည်းတစ်ခုအနေနဲ့ပဲထားတယ်တနေ့မှာနတ်ကွန်လာတဲ့လူငယ်လေးတစ်ယောက်ဟာကိုးခွေတဲ့နတ်မင်းစီကော်ဖီဆက်ကပ်လိုက်တဲ့အခါခွက်ကိုမတော်တဆဆောင်းချမိသွားပြီသူ့မျက်နှာနဲ့နှာခမ်းနေစီကော်ဖီလာဆင်တယ်နှာခမ်းတစ်ဝိုက်ကကော်ဖီဆက်တွေကိုရှာနဲ့မတော်တဆတတ်ချမိတဲ့အခါကော်ဖီရဲ့ခါးတက်နည်းနည်းမှုကိုသူအရသာတွေ့သွားတယ်အဲ့ဒီနေရာစားပြီးဘယ်သူကမှမပြောပဲကော်ဖီတွေကိုယ်တိုင်ဖြော်ပြီးတယောက်တည်းခိုးတောက်တယ်သူ့ပုံစံတက်ကြွပြီးအသက်ရှင်နေထိုင်ရတာပျော်ရွှင်လာပုံရတဲ့အခါလှုပ်ဖို့ကင်ဘက်တချို့ကသူ့ကိုမနာလို့ဖြစ်လာတယ်ဒါနဲ့လိုက်ချောင်းကြည့်တဲ့အခါကော်ဖီခိုးတောက်နေတာကိုမိသွားတယ်ဒီလိုနဲ့အဲ့ဒီနိုင်ငံရဲ့တရားစီရင်ထုံတိုင်းကောင်လေးကိုတေးတံပေးဖို့ဖြစ်လာတယ်တေးတံမပေးခင်တညအချုပ်ခန်းနဲ့ချုပ်ထားတဲ့အချိန်မှာမိန်းကလေးတယောက်ကသူ့ကိုလာခိုးတွေ့တယ်သူမကိုသူမနိုင်ငံအကြီးအကဲတမီးပါလို့မိတ်ဆက်တယ်ရှင်သိလားဒီနိုင်ငံမှာကော်ဖီခိုးတောက်နေတာရှင်တယောက်တည်းမဟုတ်ဘူးအထက်တန်းလွာဆိုတဲ့လူရန်စာတွေအားလုံးပဲသူတို့ကလူရှိသူရှိမှတော့ကော်ဖီတောက်တဲ့အလုပ်ကိုရှုတ်ချအပြစ်တင်နေကြတာကော်ဖီတောက်လို့တေးရမယ်ဆိုရင်သူတို့လည်းကုန်တေးတဲ့နဲ့လို့ပြောပြီးကောင်လေးကိုထောင်ကခိုးလို့ပေးလိုက်တယ်နောက်ထပ်ဒဏ္ဍာရီမူခွဲတစ်ခုမှာတော့လာတွေ့ပြီးဒီစကားတွေပြောပြီးလွတ်ပေးသူကဘသူမှမထင်ရှားလိုက်တဲ့အာနာပိုင်ကြီးတွေကတယောက်ပါတဲ့လူတွေမှာကော်ဖီကိုစန့်ကျင်ရမယ်ဆိုတဲ့အသည့်အားကောင်းနေတွေတော့ဒီဥပဒေကဒီတသက်ပြင်းနိုင်အောင်မယ်တော့မထင်ဘူးလို့အဲ့လူကကောင်းလေးကိုပြောတယ်လူတွေတော့တရခန်ကထောင်ဖောက်ပြေးသွားပြီလို့သတင်းလွှင့်လိုက်တယ်ဒီလိုနဲ့ကောင်းလေးဟာတခြားနိုင်ငံကိုထွက်ပြေးသွားပြီးကော်ဖီဖြော်နည်းတွေကိုမျှဝေပေးတယ်အဲ့ဒီမှာမှကော်ဖီကိုလူကြိုက်များလာကြပြီးနှစ်တွေခေတ်တွေကြာလာတဲ့အခါကျွန်တော်တို့တောက်တဲ့ကော်ဖီဖြစ်လာတဲ့ပူရက်ဆက်ပြီးပိုလက်တွေ့ကြတဲ့ဒဏ္ဍာရီမူခွဲတစ်ခုမှာတော့အဲ့ဒီအဖြစ်အပျက်တွေအားလုံးဟာထောင်ထဲကကောင်လေးရဲ့နောက်ဆုံးသောစိတ်ကူးရင်မှုတွေတတ်ပါပဲတဲ့ဒါပေမဲ့ဒီဇလန်းတွေအားလုံးနဲ့အတူကော်ဖီလဲကျွန်တော်တို့စီကိုရောက်လာတာကိုထောက်ရင်တော့အဲ့ဒီဒဏ္ဍာရီမူခွဲမှာတော့အကောင်းမြင်စရာလေးတွေရှိနေသေးတယ်လို့ဆိုရမှာပေါ့လေနေတဲ့